ယောက်ျားတွေတစ်ချိန်ပြီးသွားရင်ဘာကြောင့်နောက်တစ်ချီချက်ချင်းမစွမ်းဆောင်နိုင်ရတာလဲဒါဟာပုံမှန်မဲလားမြန်ပြန်အစပြုနိုင်အောင်ဘယ်လိုလုပ်ရမလဲစောပြီးသွားရင်ကိုယ့်ဖော်အဆင်ပြေအောင်ဘယ်လိုလုပ်ပေးတင်လဲဒီမေးခွန်းတွေကိုသိချင်ရင်တော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးကြပါရှင်အမျိုးသားတွေလိင်ဆက်ဆံပြီးတဲ့အခါချက်ချင်းထပ်မလုပ်နိုင်တာကိုပြန်လည်အားဖြည့်ချိန် refractory period လို့ခေါ်ပါတယ်။ဒီအချိန်မှာခန္ဓာကိုယ်ကဟော်မုန်းတွေကိုပြန်လည်ညှိပေးဖို့နဲ့အာယုံကြောတွေကိုအနားပေးဖို့အချိန်လိုအပ်ပါတယ်။ပုံမှန်အားဖြင့်အသက်18နှစ်ကနေ30အတွင်းယောက်ျားလေးတွေမှာ15မိနစ်ကနေ1နာရီအတွင်းပြန်လည်စွမ်းဆောင်နိုင်ပါတယ်။အသက်30ကျော်လာတဲ့အခါမှာတော့နောက်တစ်ကြိမ်ပြန်လည်စွမ်းဆောင်နိုင်ဖို့နာရီဝက်ကနေနာရီနည်းငယ်အထိကြာတတ်ပါတယ်။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကလိင်ဆက်ဆံပြီးချိန်မှာပရိုလက်တင်ဟော်မုန်းတွေများလာပြီးအိမ်ငိုက်စေကလိင်တန်ကြွက်သားတွေပြန်လည်အနားယူဖို့လိုအပ်လို့ပါ။အမျိုးသားတွေအနေနဲ့တချီပြီးသွားရင်အချိန်တိုအတွင်းနောက်တစ်ကြိမ်ပြန်လည်စွမ်းဆောင်နိုင်ဖို့ရေများများတောက်ပါကာဒီယိုလေ့ကျင့်ခန်းလုပ်ပါစိတ်ဖိစီးမှုကိုလျှော့ချပါအိမ်အောင်ဒီစုံတွဲများအနေနဲ့ကတော့ဒီအချိန်မှာနှစ်ဦးနှစ်ဖက်စိတ်ရှည်ဖို့လိုပြီးအမျိုးသားကအရင်ပြီးသွားခဲ့လို့ကိုယ့်ဖော်အမျိုးသမီးကမပြီးသေးရင်သူ့ကိုလက်နဲ့ပြီးသည့်အထိတေချာပုတ်တက်ပြီးအာသာဖြည့်ခြင်းကိုလုပ်ပေးသင့်ပါတယ်လိုအပ်ရင်ချောစီကိုအသုံးပြုပေးပါရှင်တကယ်လို့24နာရီကျော်သည့်အထိနောက်တစ်ကြိမ်မစွမ်းနိုင်ဘူးဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ်ဒီလိုချက်ချင်းပြန်မဆနိုင်တာကအမျိုးသားတွေအတွက်တဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီးကျန်းမာရေးနဲ့ညီအောင်ဂရုစိုက်ရင်ပိုကောင်းတဲ့အခြေအနေကိုရောက်နိုင်ပါတယ်။ကိုယ့်အဖော်နဲ့လည်းနားလည်မှုရှိအောင်ညှိနှိုင်းသင့်ပါတယ်။အကျိုးနုနဲ့ချင်းဖိုးပတ်လေးကိုအချိန်ယူလှုပ်ဆောင်ခြင်းဖြစ်လဲကိုယ့်အဖော်အမျိုးသမီးကိုအထွတ်ထိပ်ရောက်အောင်လုပ်ပေးနိုင်ပါတယ်။ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကြည့်ရှုကြသူများအားလုံးအဆင်ပြေကြပါစေရှင်။